ပထမဆုံးအကြိမ်ဖြစ်အိမ်ကူကဆယော့ကိုညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့အစားအစာတွေကအရန်ဈေးကြီးတာကြောင့်ဘေးကဒေါ်လာ1000အထိကုန်ကျခဲ့ပါတယ်။မိန်းကလေးရဲ့တွတ်ဆုံမှုကိုသူမရဲ့မျက်နှာမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဆယော့ကငွေပေးချေဖို့စူးစမ်းပေမဲ့သူ့ဖုန်းနဲ့ပတ်စံအိတ်ကိုကားထဲမှာထားခဲ့ပါတယ်။ကံမကောင်းစွာပဲမိန်းကလေးကသူမရဲ့ဖုန်းကိုယူလာဖို့မေ့သွားခဲ့ပါတယ်။စပွဲထိုးကငွေပေးချေမှုမအောင်မြင်တာကိုသတိထားမိခဲ့ပါတယ်။သူကစားတောက်ဆိုင်ပိုင်ရှင်ကိုချက်ချင်းဖုန်းဆက်ခဲ့ပါတယ်။ပိုင်ရှင်ကပတ်စံမရှိရင်ပကံဆေးပါလို့ပြောပါတယ်ပကံ3000ဆေးကြောရမယ်ဆိုတာသူသိတဲ့အခါမိန်းကလေးကလုံးဝညှင်းဆန်ခဲ့ပါတယ်သူမကဆယော့ကိုဒီမှာထားလိုက်ပါကားထဲကနေဖုန်းကိုတွားယူပေးပါမယ်လို့အကြံပြုခဲ့ပေမဲ့ပိုင်ရှင်ကညှင်းဆိုခဲ့ပါတယ်မိန်းကလေးထွက်ပြေးသွားမှာကိုသူစိုးရိမ်ခဲ့ပါတယ်ပကံဆေးတာကိုရှောင်ရှားဖို့အတွက်မိန်းကလေးကဒီဘီတက်ကလထိုင်ကိုရောင်းလိုက်မယ်ဒေါ်လာ2သိန်းတန်တယ်လို့ပြောခဲ့ပါတယ်ဆယော့ဒေါသထွက်သွားပါတယ်သူကဘီတက်ကလထိုင်ပေါ်ကခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်နောက်တစ်ခဏမှာကိုရန်တော်တွေအများကြီးဝင်လာခဲ့ပါတယ်အဆောင်တွေအများကြီးကိုမြင်တော့ပိုင်ရှင်ကကြောက်လန့်သွားပါတယ်သူကတောင်းပန်ပြီးအစားအစာကအခမဲ့ပါလို့ပြောပါတယ်ကားစီပြန်လာတော့မိန်းကလေးကစိတ်လှုပ်ရှားနေတဲ့ရှုပ်ကသူမကိုစူလိုက်မယ်လို့သူမထင်ခဲ့တယ်ဒါပေမဲ့ရှုပ်ကပြောနေတယ်သူ့ရဲ့ပြင်းစရာကောင်းတဲ့ဘဝမှာအသစ်အဆန်းတစ်ခုခုဖြစ်ပျက်ခဲ့တယ်အမှန်တော့ခြေထောက်နှစ်ဖက်စလုံးဆုံးရှုံးပြီးနောက်သူစိတ်တူလာတယ်အရင်ကအိမ်အကူ18ယောက်ကိုအလုပ်ထုတ်ခဲ့တဲ့မိန်းကလေးကသူ့ရဲ့အိမ်အကူဖြစ်လာတဲ့အခါသူကလုံးဝညင်းခဲ့တယ်ဒါပေမဲ့သူ့ညီလေးကသူမကိုငားပြီးသူ့ခြေထောက်တွေကိုနေတိုင်းနှိမ့်နေပေးဖို့ပြောတယ်မိန်းကလေးကဆော့ကိုရှာဖို့သွားခဲ့ပေမဲ့သူကခက်ထွီးကနေသူမကိုစောင့်ကြည့်နေခဲ့တယ်ရုတ်တရက်မိန်းကလေးပျောက်သွားပြီးနောက်တစ်ခဏမှာသူမကသူ့ရှေ့မှာရှိနေခဲ့တဲ့ဇီယူကပြေးလာတဲ့မိန်းကလေးကဘီတက်ကလထိုင်ရဲ့ဘက်ထရီကိုဖြုတ်လိုက်တယ်အခုတော့သူ့မှာရွေးချယ်စရာမရှိဘူးမိန်းကလေး